လုံးပဲမြင်ကြလားအခုမှတော့ကျွန်တော်ရဲ့ကြောင်ရတော့ဒီမှာလာရတယ်အားလုံးပဲ fish ခဲ့ဘူးပါကျွန်တော်ကတော့မြင်ကြလားကျွန်တော်ဒီနေ့မှာကြံမန်းတဲ့စောက်ပြီးပဲဖြစ်ပါတယ်ကြံမန်းဒီနေ့ကလည်းကြံရှိရောက်ပြီပေါ့နော်ကြံရောက်တာတော့တော်ကြာပြီပေါ့နော်မနေ့ပြန်တရက်ရှိတယ်ပေါ့နော်ဒီမှာကျွန်တော်ရဲ့ကြံမန်းတက်ပြီပေါ့နော်ကျွန်တော်တီချာလေးရလို့ထားတယ်ပေါ့ကျွန်တော်အဲ့လိုမိုက်တယ်ဆိုရင်ကောင်းမှမိုက်တယ်လို့ချားတယ်ပေါ့အမိုက်သူဆိုလည်းမမိုက်ဘူးလို့ချားတယ်ပေါ့နော်ဒီကတော့ရေပုံးလေးပေါ့နော်ဒီကတော့ရေအုံးကြီးပေါ့ဒီကခက်ပြီးရေတက်လာပေါ့နော်ဒါတော့ကျွန်တော်ရွာသားလေးဒီကြောင်ကျွန်တော်ပြောင်းနေတယ်ဒီကြောင်ဒါစတိတ်ရှိုးပဲဆိုပါအဲ့လေဟုတ်တယ်စတိတ်ရှိုးပေါ့စတိတ်ရှိုးတွေကရေပန်းနေလည်းရှိတယ်ရေပန်းကမထည့်ချင်တာမဟုတ်ပါရေပန်းကဒီထဲမှာမရှိဘူးပေါ့နော်မော်လဲထည့်ထားမှာမဟုတ်တာအဲ့ဒါမှမရှိဘူးပေါ့ဒီထဲမှာတော့ရွာသားရှိတယ်ရွာသားရဲ့ဒီပန်းရေပန်းပန်းမှာလားတော့မသိဘူးပေါ့တော်တော်လေးတော့ကြာသွားတယ်စတိတ်ရှိုးတော့တာပန်းကတော့ကျွန်တော်ကအကြာကြီးမရှာချင်ဘူး flower လို့ရေးပြီးတော့ရှာလိုက်တယ်ပေါ့နော်ဒါပေါ့နော်အားပန်းလည်းမသိကြတယ်ပေါ့နော်နားလည်းအဲ့လိုပန်းနေတယ်မသိโอเคဒီမှာပစ္စည်းဒါပေါ့နော်ဒါကျွန်တော်လုပ်တဲ့ပစ္စည်းပဲပြန်ထားတယ်ကျွန်တော်က Minecraft ကိုအခုမှစပြီးတော့မကျွမ်းတာတော့မဟုတ်ပါဘူးကျွန်တော်က Minecraft ကိုစော်ပြီးသားပေါ့ဒီတစ်ခါတော့စော်ထားပါမယ်ကျွန်တော်ခဏဖြတ်တာပြီးရအဲ့လိုပေါ့နော်ဒါတော့ပတ်ဖိုးတော့လေကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုရဲ့ဒါပေါ့နော်အဲ့တော့ကျွန်တော်ပောက်ကွားခွန်တိတ်ချက်ရေဒီလိုမျိုးခုံချပြီးရေနဲ့အဲ့လိုမျိုးလောက်တော့မှာကျွန်တော်ကျွမ်းတာပေါ့နော်ဒါတော့စက်တိတ်ရှိုးကြီးပါဟုတ်ပါဘူးစက်တိတ်ရှိုးမအပေါ်ကနေပြန်ကျွန်တော်တို့ရှိမှာကန်တော်ရှိရပေါ့နော်ကျွန်တော်ပြင်ဦးလွင်မှာနေရဆိုတော့စက်တိတ်ရှိုးလည်းရှိရပေါ့စက်တိတ်ရှိုးကလမ်းလျှောက်တကြံပေါ့နော်ကျွန်တော်တို့ကလမ်းလျှောက်တကြံလို့ပဲခေါ်တယ်ပေါ့အဲလမ်းလျှောက်တကြံမှာပေါ့နော်ဒီလိုစက်တိတ်ရှိုးတွေမျိုးဟိုစတုတီစာနေရပြီးကျွန်တော်ဒါတော့စတုတီစာကျွေးတယ်များပေါ့နော်ရီတော့အပတ်ခံရမယ်ပေါ့နော်ခဏလေးဒီနာနဲ့စတုတီစာကျွေးမယ်ဆိုဒီနာဟိုလေးလောက်အောင်လို့ကျွန်တော်စတူဒီဇာနေရပေါ့နော်အဲ့လိုမျိုးခုံနေလို့ဆိုကျွန်တော်မေ့ရောအဲ့ဒါလို့ဘူးဆိုရင်မတည့်ရစားနေရမှာဒီမျိုးပေါ့နော်ထိုင်စားလို့ရကားနဲ့ပတ်ပြီးဆိုကားနဲ့ပတ်မယ်ဆိုလည်းပေါ့နော်ဒီထဲကနေယူသွားလို့လည်းရတယ်ပေါ့နော်ဒီတိုင်းယူတော့လို့ရှိရတယ်တို့ဒီနေ့ဗီဒီယိုကတော့ဒီတော့ပါပဲကျွန်တော်ဒီဟာလေးလာပြပါနော်အခုကတော့ pet fight ပေါ့နော် pet 6ဆိုရင်ပုံမရအောင်လုပ်ပြပါမယ် pet fight ဆိုရင်မနှက်ပြန်ပေါ့နော်ကျွန်တော်မနှက်ပြန်မှရင်မတင်တော့ဘူးပေါ့နော်ညကြမှာပဲတင်တော့ဟုတ်အဲ့ဆိုရင်ဒီဗီဒီယိုရောက်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ပြီးမကြော်ရအောင်နော်ဒီဗီဒီယိုကြည့်ရပြကျွန်တော်ရဲ့ channel လေး subscribe လေးနဲ့အပေါင်းလေးနဲ့နှိပ်ပြီးသွားပါဒီလိုက်လေးလည်းပြီးသွားပါအားလုံးရဲ့တတာ